စုံလင်သောချစ်ချင်းမြတ်တာနေစဉ်ကျမ်းစာထောက်ရှုချက်များကိုဝေမျှပေးနေပါတယ်ဖေဖော်ဝါရီလ28ရက်နေ့အတွက်ပါကြားနာရမယ့်ဧဝံဂေလိကျမ်းစာကတော့ရှင်မတေဦးအခန်းကြီး9အခန်းငယ်43မှ48အထိဖြစ်ပါတယ်သခင်ခရစ်တော်ဟာခရိယန်တို့ရဲ့မြင့်မြတ်ဆုံးမေတ္တာတရားအကြောင်းကိုသွန်သင်ထားပါတယ်သခင်ခရစ်တော်ကသင်တို့၏ရန်သူကိုချစ်ကြလောသင်တို့ကိုညှင်းဆဲသောသူတို့အဖို့ဆုတောင်းပေးကြလောလို့မိန့်တော်မူထားပါတယ်မိမိကိုချစ်တဲ့သူကိုသာပြန်ချစ်ခြင်းဟာလူတိုင်းအတွက်လုံနိုင်တဲ့အရာဖြစ်နေပေမဲ့လည်းကောင်းကင်ဘုံမှာရှိတဲ့အဖခမည်းတော်ဘုရားသခင်ကဲ့သို့စုံလင်ပြည့်ဝတဲ့သူဖြစ်လို့တဲ့ဆိုရင်တော့အမုန်းတရားတွေကိုမေတ္တာဖြင့်အောင်နိုင်ရမှာဖြစ်တယ်ဆိုတဲ့အကြောင်းနောက်ဆုံးတွင်သင်တို့၏ကောင်းကင်ဘုံဖခမည်းတော်ဘုရားသည်ပြည့်စုံခြင်းရှိသလိုကျွန်တော်တို့လည်းပြည့်စုံခြင်းရှိရမယ်ဆိုပြီးတော့တိုက်တွန်းထားတဲ့အကြောင်းအရာကြားရတာဖြစ်ပါတယ်ပထမတစ်ချက်အနေနဲ့ထောက်ရှုနိုင်တာကတော့ချစ်ချင်းမေတ္တာပြဖို့ဟာခက်ခဲပါတယ်မိမိရဲ့ရန်သူကိုချစ်ချင်းဆိုတာထိုသူပြုသမျှကိုနှုတ်နေဖို့မဟုတ်ပါဘူးဒဏ်ရာတွေကိုမေ့ပစ်ဖို့တော့မဟုတ်ပါဘူးဒါပေမဲ့မိမိကိုထိကပ်ပြမကျွလွန်မိတဲ့သူရဲ့သူ့ရဲ့ဝိညာဉ်ထာဝရသူကချမ်းသာရရှိဖို့အတွက်ဘုရားသခင်ဖန်ဆင်းထားတဲ့သူ့ရဲ့ဝိညာဉ်အတွက်ပြန်လည်ဆုတောင်းပေးခြင်းနဲ့မိမိရဲ့နှလုံးသားထဲမှာအမုန်းတရားကိုဘုရားသခင်ထံမှာအနံ့ခြင်းဖြစ်ပါတယ်ကျွန်တော်တို့တယောက်ချင်းစီဟာဘုရားသခင်ရဲ့သားသမီးတွေကြီးပဲဖြစ်ပါတယ်စာရဏတ်ဆိုးရဲ့လွှမ်းမိုးမှုကြောင့်သာထိုသူပုဂ္ဂိုလ်ဟာစာရဏတ်ဆိုးရဲ့နောက်လိုက်ဖြစ်သွားခြင်းဖြစ်ပါတယ်သို့ပင်တော့လည်းပဲဘုရားသခင်ဖန်ဆင်းထားတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်ဘုရားသခင်ကတော့မေတ္တာမလျော့ပါဘူးသူတို့ပေါ်မှာတန်းတူအခွင့်အရေးတွေပေးနေမှာဖြစ်တဲ့ဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့တယောက်ချင်းစီဒီလည်းပဲဘုရားသခင်ကဲ့သို့ထိုသူတွေကိုနောင်နာတရားရရှိဖို့မိမိရဲ့အပြစ်တွေကိုသိရှိဖို့ဆုတောင်းပေးကြရမယ်ဘုရားသခင်ထံမှာဖွင့်လို့ခြင်းကိုပုံအပ်ပေးရမယ်ဆိုတာဒီကိုထောက်ရှုနိုင်ပါတယ်ဒါဟာဘုရားသခင်ရဲ့စံနမူနာဖြစ်ပါတယ်ဘုရားသခင်ကလူဆိုးတွေအတွက်ကောလူကောင်းတွေအတွက်ပါနေကိုထွက်စေတယ်မိုးကိုရွာစေပါတယ်ထိုဘုရားသခင်ရဲ့သားသမီးများဖြစ်သည့်အတွက်ကြောင့်ဘုရားသခင်ရဲ့ကရုဏာတော်ကိုအတူယူကာခွဲခြားမှုမရှိဘဲနဲ့မေတ္တာထားရမယ်ဆိုတဲ့သဘောတရားဖြစ်ပါတယ်။ဒါကြောင့်စုံလင်ခြင်းကိုလမ်းလျှောက်လို့လျင်မေတ္တာ၌ယက်တည်ခြင်းကိုဆိုလိုပါတယ်။မိမိနဲ့သဘောမထားမတိုက်ဆိုင်တဲ့သူတွေကိုမေတ္တာဖြန့်ဝေနိုင်မှုခရိယန်တွေအတွက်အကြီးဆုံးစိန်ခေါ်မှုဖြစ်ပါတယ်။မိမိနဲ့မတူဘူးမိမိရဲ့သဘောထားနဲ့မကိုက်ညီဘူးမိမိလူမျိုးမဟုတ်ဘူးမိမိနိုင်ငံသားမဟုတ်ဘူးဒီလူတွေကိုကျွန်တော်တို့မေတ္တာပြနိုင်ဖို့စစ်မှန်တဲ့ချစ်ချင်းမေတ္တာဖြစ်ပါတယ်ခရစ်တော်ရဲ့ဘုရားသခင်ရဲ့လမ်းစဉ်ဖြစ်ပါတယ်စစ်မှန်သောခရိယန်တွေအဖြစ်ကျင့်ကြံသွားနိုင်ဖို့ရန်အတွက်ရန်သူတွေအတွက်ဘုရားသခင်ကိုပုံအပ်ပြီးတော့မိမိဘဝအတ္တမှာခွဲခြားမှုမရှိဘဲနဲ့လူသားတွေကိုပြုမှုဆက်ဆံနိုင်ကြဖို့ကြိုးစားသွားကြပါစို့